ဒီအမြွာညီမနှစ်ယောက်ကခန္ဓာကိုယ်ချင်းဆက်နေကြတာပါတနေ့မှာတော့သူတို့နှစ်ယောက်လုံးကယောက်ျားလေးတစ်ယောက်တည်းကိုပဲချစ်မိသွားကြတယ်ဒါပေမဲ့အဲ့ဒီယောက်ျားလေးကအမဖြစ်သူကိုပဲသဘောကျခဲ့တာသူတို့နှစ်ယောက်ချစ်နေကြတာကိုမြင်ရတော့ညီမဖြစ်သူကမနာလိုဖြစ်လာတယ်သူ့ရဲ့အချစ်ကိုသူ့အမကလူယူသွားသလိုသူခံစားခဲ့ရတာပေါ့ညီမဖြစ်သူရဲ့ဒီလိုထူးဆန်းတဲ့အပြုအမူတွေကအမဖြစ်သူကိုတော်တော်လေးစိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ဒါကြောင့်သူတို့ခန္ဓာကိုယ်တွေကိုခွဲစိတ်ပြီးအသီးသီးခွဲနေဖို့သူ့အမိကိုတောင်းဆိုခဲ့ပြီးမြဲညီမဖြစ်သူကတော့ခွဲစိတ်ဖို့ကိုညှင်းဆန်ခဲ့ပါတယ်။တနေ့မှာတော့အဲ့ဒီယောက်ျားလေးကအဝေးကိုထွက်သွားတော့မယ့်အချိန်အမဖြစ်သူကသူ့ကိုနှုတ်ဆက်ခြင်းပြီးမြဲညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်တွားနှုတ်မဆက်နိုင်ခဲ့ပဲအဲ့ဒီလူကထွက်သွားခဲ့ရတယ်။အမဖြစ်သူဟာသူဆွဲထားတဲ့အဲ့ဒီလူရဲ့ပုံလေးကိုကြည့်ပြီးလွမ်းနေတတ်တယ်။ဒါကိုမြင်တော့ညီမဖြစ်သူကပိုပြီးဒေါသထွက်လာပြီးပုံကိုအစိတ်စိတ်အမွှားမွှားစုပ်ဖဲပေးလိုက်တယ်အမဖြစ်သူကဒီလိုအပြုအမူတွေကိုဆက်ပြီးတီးမခနိုင်တော့တဲ့အတွက်ခွဲခွာဖို့ဆုံးဖြတ်လိုက်ပေမဲ့စကားများနေတော့မှပဲညီမဖြစ်သူကသူ့အမကိုလဲပင်းညစ်တက်လိုက်ပါတော့တယ်ဒီလျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့အတွက်သူတို့အမေဟာခွဲစိတ်မှုလုပ်ဖို့အတင်းအကျပ်ဖြစ်လာခဲ့ရတယ်အဲ့ဒီနောက်မှာတော့ညီမဖြစ်သူဟာသူ့အမနေရာမှာအစားဝင်ပြီးသူ့အမရဲ့ရေးစားနဲ့တောင်လက်ထပ်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူ့ဘဝထဲမှာထူးဆန်းတဲ့အရာတွေစပြီးဖြစ်လာပါတော့တယ်